เลยดำน้ำมันล้างลูกย้ำนาทีต้องยิงองลูกดีโดดำเลยดูกูมีอาการน้ำแม่เลี้ยงคู่เพลย์เลยน้องน่ายี่เลยยี่ก็ตัวนี้เฮ้ยยี่เลยยี่ก็ตัวนี้น่าจะว่ามันนี่โดนน้องอย่าว่าจะโดนยิงคนเดียวเนาะงงยี่น่าจะว่าเดี๋ยวมอบีมั้ยมอบีน้องงั้นนี่หน้าไหมสับไหมน้องလာညမှာမနိုင်တဲ့ညီတို့နဲ့အဲဒါကြောင့်ပါကျွန်တော်ညီကိုနှစ်ယောက်တော့အခုဆိုရင်တော့ဘယ်လိုကြပါလာညမှာဟဲ့ကောင်မာတော့လို့မင်းခွက်ကဘာနှစ်ခွက်ဖြစ်နေရတော့ဩမင်းကြီးနဲ့ကောင်းလို့တိုင်ပွဲပွင့်လာတာဟဲ့ပြီးစင်းနဲ့ကောင်းလို့ဆိုင်ပွဲပွင့်လာဟုတ်နေငါညီလေးကတဲဟုတ်ပါလားအစင်းနေပြင်းလို့ဟဲ့အညီလေးဟိုကြီးညတော်တော့ညင်းတော်မီနောက်ရတာမောမီနိုကြီးမောပြီအဲ့ဒီတော့စနေကြီးနောက်ကျင်တယ်စနေကြီးလုံတယ်ဩဘာစနေရောsorry ဟုတ်ပြီရောရန်ကြီးဒီမော်လေးပေးပါဆိုဒီရမ်းမင်းချင်းပြီးတော့ငါပင်နဲ့မနိုညက်ရမှာနော်ဒီလိုလေးဒီမော်လေးပေးပါနာဒီနဲ့ငါမနိုညက်ဒီမိုးလေးဟုတ်ပြီဒီမိုးလေးမနိုင်တဲ့ညီမကတော့ပါနော်ငိုရင်လုံးပါဗျာသိမရှိပါနဲ့ငါညီလေးလုံးပါနိုးရင်ဒီလိုတော့ပါငိုရပြင်းကြီးမှဒီညီကိုလေးနှစ်ယောက်ရှိတာဟဲ့ကောင်နှစ်ယောက်ဆိုနှစ်ချောင်းထောင်ပါလားဘာလို့ငါ့ကိုဒါကြီးပဲလာထောင်ရနေတာဟုတ်အမေမွေးတွေကကောင်းတဲ့ကြောင်လေးနှောင်ရတာဩအဲ့နှစ်ယောက်ဆိုတော့နှစ်ငါနှောင်တာနှစ်ခါထောင်တာဟုတ်နိုင်မညီပါနဲ့ငါတော့မနေဩကျွန်တော်တို့လောင်းသားလာလည်းညာပြီနော်အဲ့ဒီနဲ့အကြနုံငန်းကန်ကန်နေပြောင်းအောင်ညာညင်းငွေပြီနုံငန်းကန်ကန်နေပြောင်းနေတယ်ဟိုညီလေးဟာနော်တို့ညီကိုလေးကမွေးကြရနော်ပြပလက်ကုန်းလေးဖြစ်တယ်လက်ကုန်းလေးလေးနေတရောင်းစားလောက်ကန်နေတဲ့လုပ်ငန်းလေးကိုလုပ်ဆိုင်ရအောင်အဆင်ပြေတယ်လေနော်တရောင်းစားတောင်းလို့ကောင်းတဲ့ကွက်တစ်လေးတွေတွေ့ရင်တရောင်းစားအသစ်လေးတွေရောင်းစားအိမ်မှာတရောင်းစားကျူရှင်ဖွင့်ပြီးတော့တရောင်းစားတို့တက်အပ်တဲ့အထာရသဆက်ရှိရဖြစ်တယ်အဲ့ဒါမှလို့အဲ့ဒါလား18 hours of bag 18 hours of bag ဒီနေ့နေတယ်အဲ့ဒါအဓိကကြားဖြစ်တဲ့ပတ်ဒီစီနီခွက်ဆွဲနီအချင်းဆွဲနေမှာကြပြအောင်ဆိုနီတခိုင်းနာအောင်ဆိုနီစပောင်ပဲအောင်ဆိုနီဟာမိုနီငါးပါးပေါင်းစပ်ညောက်နေရမယ်နိုးရနော်မာတော့များညီနေနေပါလေညီနေပြောနေတာညီနေတို့ရဲ့ငွေကြီးဝင်ငွေကရာသားတာတဲ့ကြောလွန်နေတယ်ဩရာထားတာကြောလွန်နေသေးတယ်အဲ့ဒီညီလေးကလူယိုတေညိုတေမြောက်လုပ်ငန်းလေးပြောင်းကျင်လို့ပါငါညီတဲ့ဟိုလူယိုတေရှီယိုတေဖြစ်အောင်လုပ်ငန်းလေးပြောင်းကျင်လို့ပါနော်အဲ့ဒါကြောင့်ငါညီတဲ့ဟုတ်တာဟုတ်တယ်ကိုတင်ညာစဉ်းစားကြည့်ပါလုပ်ငန်းကပြောင်းမှပြင်မှာကိုလူယိုလေးကျင်လို့လည်းမြောက်ဟာလုပ်ငန်းပြောင်းရင်ကောင်းမလဲဘူးဟဲ့လူခင်ဗျဒါမှလုပ်တာနဲ့ဒီကင်းကိုမလို့ပြင်းချင်းပဲပြောဟာဘာကိစ္စဒီကင်းတထောင်းသားကွက်ပြောင်းမှုတထောင်းသားကွက်ပြောင်းမှုမလို့ပြင်းချင်းပါဒီကွက်မလောက်တယ်လေပြောဒီခွက်က1000တန်နဲ့စတန်လက်စတီနော်1000စာစေကူ$1ပဲရှိရအောင်တန်တယ်ရော9000ယူလိုက်ဟိုဒီကောင်ဒါတွင်ထဲမှာညှိုးတာဟုတ်တယ်ခင်ဗျားမနေဘောတော့ခင်ဗျားဘာရတန်လဲဟာတန်တယ်ကွာမင်းဒီနိုင်ငံမှာဆေးလိပ်တွေလည်းတန်တယ်တက်စီစီကလည်းတန်တယ်ကွာကျန်းကတုတ်ခွေးဖြစ်နေတဲ့အချိန်မှာတော့ကြက်ဆေးတွေတန်နေတော့မယ်ဟာဒီကောင်မကောင်းဘူးဒီကောင်ဘာကောင်းအထည်ချုပ်တွေပိတ်သွားပို့တော်တန်သေးတယ်ကွာဒီကောင်မနေမျိုးနေတာခင်ဗျားလောက်တန်နေခင်ဗျားဖျက်လာတော့စေကူမှာ40ပေးရတယ်ကွာငါစေကူကနေကြောင်းပြီးလို့ပြန်လာတာသင်္ကန်းမွေးကြောင်းပြီးလို့ပြန်လာတာကြောင်းပြီးလို့လားလဲတာငွေညီနင်းတို့ကလည်းလုပ်ငန်းပြောင်းနေနေတယ်အဲ့ဒီနဲ့သူ့ကြောင်းသားအကြောင်းနေနည်းနည်းမင်းနေရကိုကြီးစင်ကာပူမှာကြောင်းသားအကြောင်းနေဘာဘူးတူတာပြောအောင်ပြောမြန်တော့မင်းတို့ကပညာတကယ်တက်စင်တာလားသမင်းသားလက်မှတ်လို့တင်တာသမင်းသားလက်မှတ်အနည်းငါပဲအေးကွာစင်ကူမှာဆိုရင်တော့3နှစ်လောက်ကြာတယ် US မှာဆိုရင်တော့အကြောင်းတော်မင်းသားမှာတချောင်းရော3နှစ်ဆိုမဖြစ်ဘူးညီလေးမဖြစ်ဘူးအချိန်ဆောင်းတယ်ဘူး US မှာဆိုတော့2နှစ်ခွဲကွာ2နှစ်ခွဲတဝက်လောက်ကုန်နေတယ်မှာ2နှစ်ခွဲမမြင်ဘူး UK မှာဆိုရင်1နှစ်ခွဲလောက်တော့ကြာအဲ့ဒါတော့ရတယ်2နှစ်ကွာတော့2နှစ်ခွဲလည်းမဖြစ်ဘူးခင်ဗျာရတယ်ခင်ဗျာဒီမှာတုတ်ဗျာ6လလောက်ရတယ်ဒီကမရှိဘူးလားဗျာဟာမင်းကလည်း6လလောက်နဲ့ပြီးတယ်မှာတော့မြန်မာနိုင်ငံမှာပဲတက်6လလောက်နဲ့ PhD ပါရတယ်ဟာငွေမနှုတ်နဲ့ကိုကြီးနော်ကိုကြီးငွေနှစ်တောင်းသားမျိုးတနာတောင်းစားမရသေးနော်ဟုတ်ပါပြီဗျာအဲ့ဒါဆိုရင်တော့မကြိုက်ဘူးဗျာအဲ့ဒါလို့ဒါပေမဲ့အနှွေးကြုံလေးရအောင်မေးကြည့်လိုက်မ
မှာကျောင်းတယ်လည်းပါဟို အေး ဆောင်းရင်ရှော တို့ င်း စင်ကူမှာကြောင်းတက်ချင်တယ်ဆိုရင်ငါတို့စီနီယာကိုကြီးတွေပြောတယ်ရှောင်းရင်အချက်3ချက်ဆိုတာရှိတယ် အချက် 3 3 ချက် ချက် ရှိ ရှိ တ တယ် ယ် 3ချက်အေးမဟုတ်ပါဘူးငါလည်း6ထောင်ငါထောင်လို့မရဘူးအင်း တစ် နေ့ သမင်းချက်တယ် သမီးချက်ရမယ် အေးသမင်းမချက်တယ်သမင်းငါကော ဟောအဲ့ဒါဟုတ်တယ်မထမ်းကကြီးမထမ်းကကြီးအင်း နံပါတ်1 နံပါတ်2 ချက်တင်မတက်အောင် ချက်တင်မတက်ရအောင် အေးချက်တင်တက်လို့ရှိရင်ချက်တင်တက်လို့ရှိရင်ကောင်မလေးတွေချက်နဲ့အနီးဆုံးနေရာမှာပြဿနာဖြစ်တယ် အာ ချက်နဲ့အနီးဆုံးနေရ အဲ့ဒါ ကိုကြီးညီလေးစော်ဒီမှာပါပြီ ဒီနေရ အဲ အနည်းက မှတ်ထားတော့ နောက်နဲ့ ယောက်ျားလေးတွေအတွက်စောင်းရန်ရှောင်းရန်ကတ်3ကတ်ဆိုတာရှိတယ် 3သက်ရှိသေးတယ် 3သက်ရှိမယ် နံပါတ်1 နေ့ မီနီစကတ်ကိုရှောင်း မင်းစကတ်ကိုပြီး စကချာ မင်းတို့မီနီစကတ်ကိုမရှောင်လို့ရှိရင်အဲကောင်မလေးနဲ့ပတ်သက်ပြီးမင်းတို့ရဲ့ credit card တွေကပတ်စံတွေကဒိုးရော အဲ့ဒါအနည်းက အဲ့လိုပတ်စံတွေဒိုးသွားပြီဆိုရင်မင်းတို့စားကြတော့ကြမရှိတော့ဘူးရှိတော့မင်းတို့တတိယအချက်ကတ်ဖြစ်တဲ့ cup noodle ဆိုတဲ့ခောက်ဆွဲပြုတ်ကိုပဲစား ကတ်3ကတ်ကအဲ့ဒါ အဲ့ဒါကတ်3ကတ် ဟုတ်ပါပြီဒါဆိုဒါနေထားစမ်းပါခင်ဗျားတော့ညောင်းပြီးတော့မင်းစင်ပေးမနောက်ရမှာလေအနောက်ကန်ရောအစင်ပြေပါ ကတော့အဆင်ပြေ အလောကအစင်မပြေမှာတော့ပူနေနဲ့ မမင်းတို့ ဟင်းစင်ကာပူမျိုးအော်ချက်မျိုးလဲကောင်းပါ မျိုးလဲကောင်းပါ လုံးစရာလုံးတွေရှိတယ် ဘာလို့လဲ အလောက်ကလည်း flexible ပဲ လက်ရှိပဲ Chinese New Year Malay New Year ဟာကွာရှိသမျှ holiday အကုန်ပိတ်တယ် ဟာပိုင်တယ် အလုပ်ချိန်ကလည်း flexible ပဲ ဒီပဲ မနေ့9နာရီလောက်စ12နာရီလောက်ဆိုနာ lunch break ဟာ ပြီးလို့ရှိရင်2နာရီလောက်ပြန်စ4နာရီလောက်မှနာပြန်ဝင် နာရီဟာ အငိုကြီးဒီနောက်နေရကျွန်တော်တို့အနှုံးနဲ့များသွားလူနေများမသိဘူး မသိဘူးညီ မင်းတို့အလုံးနဲ့တူရမှာလေ တူနေပါ ငါပြောတာအော်ချက်မှာလက်ကမ်းကြော်ညာဝေတဲ့အလုပ်ကိုပြောတာ အဲ့ဒါ အဲ့ဒါ နေပါဦးခင်ဗျနငန်းညုံညောင်ဝင်ကကျုံတော့မဲနဲ့ဒီမှာတွားဝင်ရမှာ ဝေနေတဲ့လဲနဲ့ဝေပေါ့ကွာ ညံအောင်တုံးသမ်းမှာ2000လောက်ညံရှိတယ်နေပါဦးခင်ဗျဘေးတင်ပေးမနောက်ရနဲ့ကြောင်းပြီးတော့ basic တွေကတော့ normally ကွာထောင်နေရတော့ AC ပဲ 1000ထောင်းနေရ ထောင်နေရပေါ့ကွာ ထောင်နေရဆိုညီမဝင်ကြီးလေး8သိန်းတော့ပဲလေစမ်းကြီး 2000သားဆိုင်ဝဲမဖွင့်ရနေဘူး30အောက်တိတ်ကြံနေနော် နားလေ 30အောက်တိတ်ကြံနေ နားလေထားနေ ခင်ဗျနားတာလည်းကားပါဗျာ ဒီကကြောက်ရတယ်ပဲနားတော့ဒိုးတော့ကိုတူ မင်းတို့ပြောတဲ့ပုံကစေကူကအကြောင်းပြီးရင်ပဲမြန်မာနိုင်ငံပြန်သရောင်းသားလောက်အောင်လို့ဖြစ်နေသားသမှာပေါ့ ဒီလေးရှိတယ်ကိုကြီးလာခဲ့လာ ကွတ်တဲ့ရောက်မယ်မယ် ဒိုးတော့ အလကားကိုကြီးဒီတော့ အပလာဒီစတောင်းစားပြီ 1000သားမယ်တနာကြပါကိုကြီးတို့မိုင်းတို့နေဟာကိုကြီးနင်းရဒီကြီးဘယ်နှစ်နာရီထုံးပြီလို့ ဟာဒီလေးဈေးလေးစီတော့ပြီ ဈေးတော့မယ် ဈေးတော့မယ်လား ခင်ဗျကွတ်တယ်ကွာကွတ်တယ်လက်မအားဘူးကွတ်တယ် ရောက်စီနေတယ် ဟုတ်တော့မယ်ဈေးနဲ့တော့မယ် ဈေးတော့မယ် ဈေးနဲ့တော့မယ်ယူတန်းနေယူဒါမှယူ ဟုတ်ပါပြီဟုတ်ပါပြီ ကျွန်တော်နဲ့မအားဘူးဟာဟုတ်ပြီတော့မယ်ဈေးနဲ့တော့မယ်ဟုတ်တာပါဒီမှာရောက်ပြီကိုကြီးညဒီနာညဒီနာမညနှစ်ခွက်ဒီမှာနှစ်ခွက်ဟုတ်ပြီကိုကြီး ဒီလေးစီရုံးပါ ကျွန်တော်မအောင်နိုင်ဘူးနည်းနည်းကိစ္စရှင်းရအောင်ရှင်းနိုင်အောင်မယ်နော်ကဲ ကိုခရိုင်စင်းနေဆိုပြီးအားပေးလိုက်ကြရအောင်မင်းတို့ဘာလုပ်လဲဒါဘာလုပ်နေမင်းတို့ အ ပြော ကောင်ကြီးကနားတော့ပြီးတော့မယ် ဟုတ်ကဲ့လေ အမလေး မင်းတို့စီပင်သားနယ်နမိတ်မှာမင်းတို့ဘာလုပ်နေ ဘုန်းကြီးရဲ့စိတ်တန်းဆိုမြင်လုံအားပေးနေတာ လဲပေးနေတယ် လုံအားပေးနေတာ မင်းတို့သေးပေါက်ရင်ဒဏ်ချင်းပေးရမှာလားမင်းတို့မသိဘူး လက်ရှိမမတို့မညစ်ပါဘူး အာဒီဈေးကဈေးကောင်း ဘာမှညစ်တာရော ဒဏ် ဘာမှ ချင်း ညစ်တာ ပေး ရော ဒဏ်ချင်းပေးတယောက်ကို1000ပေးရမယ် ဟောတယောက်တစ်တောင်းနှစ်ယောက်တော့တစ်တောင်းဝဲ ဘလို့1000ပေးရမှာလဲမင်းတို့အလီမတက်ဘူးလား တမှု တစ်တလီခွဲဟုတ်ပါဘူး မဟုတ်ဘူး1000ပေးရမင်းတို့ပေးမှာလားမပေးဘူးလားပြော ဘယ်လိုလုပ်မပေးလို့မရဘူး မရဘူး နှုတ်ညစ်တယ် မရဘူး ကျွန်တော်တောင်းစားလို့ရတယ်ဆယ်ဘက်ပါ လုံးဝမရဘူးကွာ ဟုတ်ကဲ့ 1000ပေး ပြရအောင်ညီလေးဟိုဘက်လက် ဘယ်တော့လဲအောင်ပါလဲ ပတ်စံတိုင်းမလို့ အာနင်းကြောင့်ငါကြောင့်လည်းနုံမောက်နေတာ ပါပါနည်းနည်းပါပါပို့ပြန်ပို့ပါပြီ ဘာမှပူပါဘူးပုံမှန်ဆက်ဆံ တော့တော့ရပြီမလားနုံကျင်တာရပြီမလား ရ တော့ ပြီရပြီ ဒီလုံးပါကြီးကဲတွေ့လား ကုန်းပြီနေလို့လို့လား ဝင်တွေမရှိသေးဘူးထွက်သွားပြီ မြို့ကအောက်ထားပါလို့ငါပြောတယ် ဟိုကိစ္စအသိမ်းမရောက်နေပြီလေပိတ်မရတော့ဘူးနာတောင်းမယ်တနာကြပါဗျာကျွန်းမောင်းရင်တော့မောင်းတာတော့မှနန်းဝင်တောင်ရတဲ့ဒီဘဝအောက်မလေးရဲ့ငါအောက်မလေးရဲ့ငါကိုနူယုံပါကြီးပြီပါလားယုံကအကောမမောပါဘူးဗျာတနာကြပါပရိသတ်ကြီးရဲ့တနာကြပါကျွန်တော်ဗျမရှိတော့တောင်းနေတာပါနော် တောင်းပါတောင်းနေပြီကဲပါ လာပဋိနေကြီးထဲ့သွားပါနော်သနာရကောင်းတဲ့မျက်နှာလေးဟောဒီလူကြီးကဘာလုံးလုံးနေရဒီနားမှာဒီလူကြီးအကြံစီရှိတာမသိဘူးဟဲ့လူဘာလုံးနေရ ဟိုလူ ဟဲ့လူ
မင်းတို့ဘုံပေါ့ဆက်တောင်းတောင်းစား ခင်ဗျာနေမောင်ဘာလုပ်နေတာလို့ ဘာလို့ ခင်ဗျာဒီနာရစ်နေတယ်ခင်ဗျာဘာလို့ ဘာလို့လို့ ခင်ဗျာဘာလုပ်နေတာဒီနာရစ်နေကြောင်းတော့ဆရာခင်ဗျာမာနိုကျင်လို့လေခင်ဗျာရုံမနှုံးနဲ့တော့ကြောင်းအရာချင်းနဲ့တိုင်ရမှာလားပြော